ငင်းဆန်ဖို့အတွက်အာမနာပါနဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအခက်အခဲဆုံးနဲ့အကျဉ်းတဲဆုံးအရာတစ်ခုဟာတခြားသူတစ်ယောက်ကိုဟင့်အင်သုံးမလုပ်ပေးနိုင်ဘူးလို့ငင်းဆန်ဖို့ပဲဖြစ်တယ်ငယ်စဉ်ကတည်းကလူကြီးတွေရဲ့အာဏာရတယ်သူတစ်ပါးကိုကူညီရတယ်ဆိုတဲ့တင် जा မှုတွေရဲ့ကြားမှာကြီးပြင်းလာခဲ့ရတာကြောင့်ကျွန်တော်တို့ရဲ့စိတ်ထဲမှာငင်းဆန်ခြင်းဆိုတာဟာမကောင်းတဲ့အရာရိုင်းဆိုင်တဲ့အရာဒါမှမဟုတ်ကိုကျိုးရှာတဲ့အရာလို့ဆွဲလန်းစွာမှတ်ယူထားမိကြတယ်။ဒါပေမဲ့စဉ်းစားကြည့်ပါသူတစ်ပါးရဲ့စိတ်ပြတ်မသွားစေဖို့သူတစ်ပါးရဲ့အကြိုက်ဖြစ်စေဖို့အတွက်သင်မှာမရှိတော့တဲ့အချိန်တွေကုန်ခန်းနေပြီဖြစ်တဲ့စွမ်းရည်တွေကိုအတင်းအာရမထုတ်သုံးပြီးကူညီခဲ့ဘူးပါသလားအဲ့ဒီလိုကူညီပေးပြီးတဲ့နောက်မှာရောသင်ရဲ့စိတ်ထဲမှာအမှန်တကယ်ဝမ်းမြောက်ဝမ်းသာဖြစ်ကြံခဲ့ရဲ့လားဒါမှမဟုတ်စိတ်မကြည်မနှက်ဖြစ်ခြင်းနာကြည်ခြင်းနဲ့ငါဘာလို့လက်ခံမိတာပါလဲဆိုတဲ့နောင်တတွေပဲကြံခဲ့ပါသလားအာနာတတ်တဲ့စိတ်ဆိုတာမြင့်မြတ်တဲ့စေတနာတစ်ခုဖြစ်နိုင်ပေမဲ့အကန့်အသတ်မရှိပဲအမြဲတမ်းအာနာနေမယ်ဆိုရင်တော့အဲ့ဒါဟာသင်ရဲ့လွတ်လပ်မှုနဲ့စိတ်အေးချမ်းမှုကိုချုံနှောင်ထားတဲ့ထောင်ချောက်တစ်ခုဖြစ်လာပါလိမ့်မယ်ငင်းဆန်ဖို့ဘာကြောင့်ဒီလောက်တောင်ခက်ခဲနေရတာပါလဲဒီမေးခွန်းရဲ့အဖြေကိုသိဖို့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကိုလေ့လာကြည့်ဖို့လိုတယ်နံပါတ်1စွန့်ပစ်ခံရမည်ကိုကြောက်ခြင်းမူလာတဲ့ចောင်းသားဘဝကလေးကလူအုပ်စုရဲ့ဖယ်ကျင်ခံရမှာကိုကြောက်တဲ့ဗီဇဟာလူတိုင်းမှာရှိတတ်ပါတယ်တရားရောက်ရဲ့တောင်းဆိုမှုကိုညှင်းလိုက်ရင်အဲ့ဒီလူကငါ့ကိုမုန်းသွားမလားငါ့ကိုအပေါင်းအသင်းမလုပ်တော့ပဲထားခဲ့မလားဆိုတဲ့အသိစိတ်အလွန်ကဲကြောက်ရွံ့မှုတွေကငင်းဆန်ခြင်းကိုဟန်တာနေပါတယ်နံပါတ်2သူတစ်ပါးဆဲကြိုက်လိုက်ဖြည့်ဆည်းပေးခြင်းမိမိကိုယ်ကိုတန်ဖိုးဖြတ်တဲ့အခါတခြားသူတွေငါ့အပေါ်ဘယ်လိုမြင်မလဲဆိုတာနဲ့ပဲတိုင်းတာတတ်တဲ့အကျင့်ဖြစ်ပါတယ်သူတစ်ပါးကငါ့ကိုလူကောင်းလို့မြင်မှကိုညီတတ်သူလို့သတ်မှတ်မှကိုကျင်တတ်တဲ့အလေးအထားကမလိုအပ်တဲ့ဝန်ထုတ်ဝန်ပိုးတွေကိုယူမိစေပါတယ်နံပါတ်3ပฏิပတ်ခါများကိုရှောင်ရှားခြင်းစကားများရမှာညှင်းခုန်ရမှာဒါမှမဟုတ်တစ်ဖက်လူရဲ့စိတ်ပြတ်သွားတဲ့မျက်နှာပေးနဲ့စကားတန်တွေကိုမင်းဆိုင်နေတာကြောင့်အေးရောပြီးရောဆိုပြီးအလွယ်တကူလက်ခံလိုက်တာဖြစ်ပါတယ်ဒါပေမဲ့အမှန်တကယ်တော့သူတစ်ပါးကိုအာဏာလိုက်တာကြောင့်ရှော့ချလိုက်ရတဲ့မိမိကိုယ်ပိုင်တန်ဖိုးနဲ့စိတ်အေးချမ်းမှုဟာဘယ်တော့မှမတန်ပါဘူးဘဝမှာအရေးကြီးဆုံးသင်ခန်းစာတစ်ခုကတော့မိမိကိုယ်ပိုင်စိတ်နှမိတ်သတ်မှတ်ထားတာဖြစ်ပါတယ်စိတ်နှမိတ်ဆိုတာမိမိရဲ့အိမ်ဘက်လည်းမှာခြံစည်းရိုးခတ်ထားသလိုပါပဲဒီခြံစည်းရိုးဟာတခြားသူတွေကိုမုန်းတီးလို့ကာရံထားတာမဟုတ်ပဲမိမိအိမ်ထဲမှာရှိတဲ့တန်ဖိုးရှိတဲ့အရာတွေကိုကာကွယ်ဖို့အတွက်ကာရံထားတာဖြစ်ပါတယ်သင်ရဲ့အချိန်တွေမှာအကန့်အသတ်ရှိတယ်သင်ရဲ့စိတ်ဆွမ်းရည်တွေမှာအကန့်အသတ်ရှိတယ်သင်ရဲ့စိတ်ကျန်းမာရေးမှာအကန့်အသတ်ရှိတယ်လူတိုင်းမှာတစ်နေ့ကို24နာရီပဲရှိပါတယ်သင်မှာလည်းသင်ရဲ့အိမ်မက်သင်ရဲ့မိသားစုသင်ရဲ့ကျန်းမာရေးနဲ့သင်ရဲ့ရည်မှန်းချက်တွေရှိတယ်သူတစ်ပါးရဲ့လိုအပ်ချက်တွေကိုလိုက်ဖြည့်ဆည်းဖို့အတွက်သင်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအမြဲတမ်းပေးဆက်နေရရင်တော့သင်ကိုယ်ပိုင်လမ်းခရီးမှာတေချာပေါက်နောက်ကျကြံခဲ့ရပါလိမ့်မယ်မလိုအပ်တဲ့ကိစ္စတွေကိုဟင်းအင်းလို့ညှင်းဆန်လိုက်တာဟာသင်ရဲ့တကယ်အရေးကြီးတဲ့သမိုင်းမေးတာဝန်တွေသင်ရဲ့ရည်မှန်းချက်တွေကိုဟုတ်ကဲ့လို့လက်ခံလိုက်တာပဲဖြစ်တယ်အများစုအမှားမှားအယွံယူဆထားတာကတော့ညှင်းဆန်တာဟာကိုကျိုးရှာရာရောက်တယ်ဆိုတဲ့အချက်ပါပဲဒါပေမဲ့အမှန်တကယ်ကတော့မိမိကိုယ်စိတ်တန်းတင်အလေးထားခြင်းနဲ့ကိုကျိုးစားခြင်းဆိုတာလုံးဝကွဲပြားပါတယ်ကိုကျိုးစားခြင်းဆိုတာသူတစ်ပါးရဲ့အခွင့်အလမ်းတွေကိုထိခိုက်စေပြီးမိမိအတွက်ကြည်တာကိုခေါ်ပါတယ်မိမိကိုယ်အလေးထားခြင်းဆိုတာကတော့မိမိရဲ့လှုပ်ဆောင်နိုင်စွမ်းကန့်သက်ချက်တွေကိုသိရှိပြီးမိမိကိုယ်
စိတ်ရောကိုယ်ပါအဆင်ပြေအောင်ထိန်းသိမ်းတာကိုခေါ်ပါတယ်လင်းပေါ်မှာအရေးပေါ်အခြေအနေကြုံလာရရင်ဘာလို့ဖို့လက်ညှိုးထားတယ်လဲဆိုတာသတိရပါအောက်ဆီဂျင်မျက်နှာပုံးကိုတခြားသူအားမတက်ဆင်ပေးမိမိမိကိုယ်တိုင်ပထမဦးစွာတက်ဆင်ပါတဲ့အကြောင်းကတော့ကိုယ်တိုင်အောက်ဆီဂျင်ပြတ်ပြီးလဲကျသွားရင်တခြားသူကိုပါကူညီနိုင်တော့မှာမဟုတ်လို့ပါအလားတူပါပဲကိုယ်တိုင်အဆင်မပြေပဲမကျင်တတ်ပဲကိုယ်တိုင်အဆင်မပြေပဲမကျင်တတ်ပဲကူညီလိုက်ရတဲ့အကူအညီဟာစေနာမှန်မပါသလိုရေရှည်မှာလည်းဗတ်ပေါင်းစုံကိုအကျိုးမပြုနိုင်ပါဘူး။သင်ရဲ့ညှဉ်းဆန်မှုကိုတခြားသူတွေဘယ်လိုတုံ့ပြန်တယ်လဲဆိုတာကိုကြည့်ပြီးအဲ့ဒီလူတွေရဲ့စေတနာမှန်ကိုခံမှန်းလို့ရပါတယ်။မိတ်ဆွေစစ်သင်ရဲ့ညှဉ်းဆန်မှုကိုကြားရတဲ့အခါသင်မှာအခက်အခဲသို့မဟုတ်ကန့်သက်ချက်ရှိလိမ့်မယ်ဆိုတာကိုနားလည်ပေးကြပါလိမ့်မယ်။သင်ရဲ့စိတ်နှမိတ်ကိုလေးစားပါလိမ့်မယ်။အသုံးချလို့သူများကတော့သင်စီကဟင်းအင်းဆိုတဲ့စကားကိုကြားရတာနဲ့စိတ်ဆိုးသွားကြလိမ့်မယ်။သင်ကိုအပြစ်တင်ကြလိမ့်မယ်။သို့မဟုတ်အပြစ်ရှိတဲ့စိတ်ရှိအောင်စကားလုံးတွေနဲ့တိုက်ခတ်ကြလိမ့်မယ်။သင်ရဲ့ညှဉ်းဆန်မှုကိုစိတ်ဆိုးသွားတဲ့လူတွေဟာသင်ရဲ့ဖြစ်တည်မှုကိုချစ်တာမဟုတ်ပဲသင်စီကရနိုင်တဲ့အသုံးဝင်မှုကိုပဲလိုချင်ခဲ့ကြတာပါ။ဒါကြောင့်သူတို့ရဲ့စိတ်ပြတ်မှုအတွက်သင်ကိုအပြစ်ရှိတဲ့စိတ်ခံစားနေစရာမလိုပါဘူး။သင်အနာမှာသင်ကိုတကယ်တမ်းမိုးထားတဲ့သူတွေကပဲကြံ့ရင်နေဖို့အတွက်အဲ့ဒီလိုညှဉ်းဆန်မှုတွေဟာတဘာဝအတိုင်းစစ်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ညှဉ်းဆန်တဲ့အခါရိုင်းဆိုင်စရာမလိုပါဘူး။ရင်ကြီးပြတ်သားစွာညှဉ်းဆန်နိုင်ရမယ့်နည်းလမ်းတချို့ကိုမျှဝေပေးခြင်းပါတယ်။နံပါတ်1ဓာတ်ရိုက်နဲ့ဆင်းလင်းစွာပြောဆိုပါမလိုလားတဲ့စင်ကြီးတွေအများကြီးပေးနေစရာမလိုပါဘူးစင်ကြီးများလေတစ်ဖက်လူကအကူအညီတောင်းဖို့အပေါ်လမ်းရှာနိုင်လေဖြစ်ပါတယ်အခုလိုတရိယာပြီးတိုင်ပင်ပေးတာကျေးဇူးပါဒါပေမဲ့အခုတလောကျွန်တော်မှအချိန်ဆွမ်းရင်မနိုင်သေးလို့ဒီတစ်ခေါက်တော့မကူညီပေးနိုင်တာခွင့်လွတ်ပါအဲ့ဒီလိုဓာတ်ရိုက်နဲ့ဆင်းလင်းစွာပြောဆိုပါနံပါတ်2အစားတို့နီလန်းပေးပါအပြည့်အဝမကူညီနိုင်တော့လဲတခြားလမ်းကြောင်းညွှန်ပြပေးနိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကတော့လာလို့မပေးနိုင်ပါဘူးဒါပေမဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကူညီပေးနိုင်မဲ့တခြားလူစာအုပ်နီလန်းကိုတော့ညွှန်ပေးနိုင်ပါတယ်လို့အစားတို့လမ်းညွှန်ပေးပါနံပါတ်3စဉ်းစားရန်အချိန်တောင်းပါတောင်းဆိုမှုရရချင်းချက်ချင်းဟုတ်ကဲ့လို့အလိုလျောက်ပြောမိတဲ့အကျင့်တွေကိုပြင်ဖို့အချိန်ယူပါငါရဲ့တခြားစီစဉ်တွေကိုပြန်စစ်ကြည့်ပါဦးမယ်မန်နဲ့ပြန်ကြရင်အစဉ်ပြေမပြေအကြောင်းပြန်ပြမယ်လို့စဉ်းစားရန်အချိန်တောင်းပါသင်ရဲ့ဘဝဆိုတာပကြီးကားပေါ်မှာစေးအောင်ချက်သားဝင်ရှိသူဟာသင်ကိုယ်တိုင်ပဲဖြစ်ပါတယ်တခြားသူတွေရဲ့ဆန္ဒဆိုတဲ့စိတ်ဆက်တွေကိုအလွန်အကျွံဝင်ရောက်ချက်သားခွင့်ပေးလိုက်ရင်တော့သင်ရဲ့ဘဝဟာစိုးထွေးပူလီပြီးကြည်ရဆိုတဲ့ပကြီးကားတစ်ချက်ဖြစ်သွားပါလိမ့်မယ်တခုခုကိုညှဉ်းဆန်လိုက်တာဟာအဲ့ဒီလိုကိုမောင်းလို့မဟုတ်ပါဘူးမိမိကိုယ်ကိုပိုးပြီးချစ်မိလို့ဖြစ်ပါတယ်ဒါကြောင့်နောက်တစ်ချိန်မှာသင်ရဲ့ဝန်ထုတ်ဝန်ပိုးဖြစ်စေမဲ့သင်ရဲ့စိတ်ကိုမေးချမ်းစေမဲ့ကိစ္စမျိုးကြုံလာရရင်အာမနာပါနဲ့သင်မှာညှဉ်းဆန်ပန်ခွင့်ရှိတယ်သင်မှာမိမိကိုယ်ကိုပထမဦးစားပေးဆောက်ရှောက်ပန်ခွင့်ရှိတယ်သင်ရဲ့ဟင့်အင်းဆိုတဲ့စကားလုံးဟာမိမိကိုယ်ကိုပေးလိုက်တဲ့အကြီးမားဆုံးလေးစားမှုတစ်ခုဖြစ်ပါတယ်ဒီနေ့ကစပြီးမိမိကိုယ်ကိုအပြည့်အဝချစ်မြတ်လို့စွာနဲ့ညှဉ်းဆန်ဖို့အတွက်အာမနာပါနဲ့ဆိုတဲ့အရာလေးကိုဒီနေရာမှာပဲအဆုံးသတ်ရင်နာသသရှင်ပေးကြသောတဦးတယောက်ချင်းစီတန်းကိုကျေးဇူးအထူးပင်တရှိပါတယ်